สวัสดีดอชอพูมาอเยนี่อเยชูโยอานาลูอีน้องพม่าดอนเน่พังเงลาวจีปีมาอนี่โดที่ก็รวยพนาหาดาลิมาเมงกลาบาจะนอนเมงก็ดออานาตีจิบุกูพี่บาเดเนาะยันนี่ก็ดอจะนอนเยเช้ามาลาบีตะบาวะกันแนนด้วยลาแพนดาพี่บาเดเนาะจะนอนตัวได้แลนแต่เศร้ามาดอตะบาวะสุขินด้วยอมิวมิวเนี่ยตะบาวะอโลโลพี่เนี่ยและเปลี่ยนด้วยและเป็นปุยด้วยและอมิวมิวมีเนี่ยบาเดเนาะอะคูดีมีปอมาชีเดอากางก็ดออาคาลูมิวดอบุทองโลขอบาเดเนาะမြန်မာလိုတော့ဘယ်လိုခေါ်တဲ့တော့ကျွန်တော်ကတော့မသိဘူးเนาะအတူတူတွားကြည့်ရအောင်ငယ်ချင်းတို့ရေဒီအကောင်ကလည်းအငြင်းမနေဘူးဟိုပြန်ဒီပြန်သွားတာတွေးပြီးအဲ့မှာဘယ်လိုခေါ်လဲငယ်ချင်းတို့ရေဒီအကောင်ကစားလို့ရတယ်เนาะဒါပေမဲ့ကျွန်တော်မစားတော့ဘူးတကောင်လဲဆိုတော့ကျွန်တော်လွတ်လိုက်မယ်ဘူထုံးလို့ခေါ်တယ်เนาะပြန်သွားပြီဘိုင်ဘိုင်ပြီးနောက်တကောင်ထက်တွေးပြန်ပြီးဒါကတော့အခါလို့ဆိုရင်မက်ဆီလို့ခေါ်ပါတယ်เนาะငယ်ချင်းတို့ရေမြန်မာစကားလို့ဆိုရင်ဘယ်လိုပြောလဲမသိဘူးဘယ်သူတိလဲ comment ပေးလို့ရတယ်เนาะဒီအကောင်ကစားလို့ရတယ်ဒါပေမဲ့ကျွန်တော်မစားဘူးသွားမွေးမယ်ပေါ့ဘယ်သူရချင်လဲ comment ပေးလို့ရတယ်เนาะကျွန်တော်ပေးမယ်အဲ့နှကောင်ရှိတယ်ကြီးကြီးပဲပြီးရင်ကနန်းတွေသွားဖမ်းကြရအောင်ဒီနေ့လာတာကကနန်းဖမ်းဖို့ဒီအကောင်တွေဖမ်းဖို့မဟုတ်ဘူးဒါပေမဲ့လဲလမ်းတစ်ဆောက်မှာတွေးခဲ့လို့ငယ်ချင်းတို့ကိုပြတာဖြစ်ပါတယ်เนาะကနန်းတွေတော့ဖမ်းကြရအောင်ကနန်းလည်းတကောင်မှမရသေးဘူးဒီနေ့ရီမန်းချက်ကကနန်းတွေဖမ်းပြီးကနန်းတွေချက်စားဖို့ပေါ့အခုတော့နောက်တနေရာမှာရောက်နေတာပေါ့ဒီနေရာမှာဆိုရင်လည်းအရင်ကြည်တယ်ငယ်ချင်းတို့ရေကြည်ရေချိုးလဲကောင်းမဲ့ပုံပေါ်တယ်အခုတော့တကောင်တော့ရပြီထင်တယ်ကနန်းရပြီဒါပေမဲ့အရင်သေးတယ်ကနန်းဖမ်းတယ်လည်းမရအရင်စိတ်ညစ်လိုက်တာဒါဆိုရင်ရေလည်းအရင်ကြည်တယ်ဆိုတော့ရေနည်းနည်းလေးတော့ကစားကြရအောင်ငယ်ချင်းတို့လည်းလာလေအတူတူကစားကြရအောင်ဒီလိုမျိုးရေကစားရတဲ့အချိန်မှာလည်းငယ်တုန်းကတတိရတယ်နော်ငယ်တုန်းကအရင်ပျော်ခဲ့တယ်ငယ်ချင်းတို့ရေငယ်ချင်းတို့လည်းဒီလိုမျိုးရေကန်ရင်ချောင်းထဲမှာရေများကစားဘူးလားရေများကူးဘူးသလားမသိဘူးနော်အဲ့လောက်ထိမကြည့်နဲ့ဘာမှမရှိဘူးတည်တယ်နော်ဘာကိုကြည့်လိုက်လဲလို့အစောနာဒါဆိုရင်မပြောတော့ဘူးရေတော့ကူးကြရအောင်ငယ်ချင်းတို့ရေတုံးရေလည်းအေးလိုက်တာကြည်တယ်ငယ်ချင်းတို့ရေကြည့်ဘယ်လောက်ကြည်မကြည်မျက်လုံးဖွေးပြီးမှရေကိုကြည့်ရင်လည်းအကုန်လုံးမြင်ရတယ်နော်ကြည့်ခုံလိုက်မယ်တစ်ချက်လောက်ဂျုံပြလိုက်မယ်အမလေးအရင်တော်လို့နဲ့တော်တာဗောကျွန်တော်အရင်တော်တယ်ကြည့်တော်မတော်ကြည့်လေအဲ့လောက်ထိပြည့်တက်တာမတော်ရေဘယ်သူတော်မလဲကျွန်တော်ခုံပြီးနောက်ကျွန်တော်မောင်လေးလဲခုံလိုက်တော့မယ်1 2 3ခုံပြီးတုံးပြီးရင်အတူတူခုံမယ်နော်1 2 3တုံးရေလဲအရင်ကြည့်တယ်ဆိုတော့ကစားရတာအရင်ပြီးဝမ်းတာတယ်ကျင်နေတာပေါ့ရေကြည့်မကြည့်အတူတူတော့ကြည့်ရအောင်ကြည့်လိုက်ရေအရင်ကြည့်တယ်ငယ်ချင်းတို့ရေဖုံးလဲပြဲပြီးထင်တယ်ရေထဲတောင်ရိုက်နေလို့အဲ့လိုမျိုးချိုးနေချင်မှအရင်ပျော်တယ်ငယ်ချင်းတို့ရေငယ်ချင်းတို့လဲချိုးဘူးလားနောက်တစ်ခါလုတ်ပြန်ပြီးဖုံးပြဲမယ်နော်ဖုံးပြဲမယ်ဒီနေ့ကတော့ကနန်းတောင်မဖမ်းမိတဲ့ဘူးဘာတွေစားချရမှာလဲရေချိုးတာနဲ့ပျော်နေတယ်ဒါပေမဲ့တကယ်ပျော်တယ်နော်နေ့လဲဆိုရင်နေလဲအရင်ပူတယ်ဆိုတော့အဲ့လိုမျိုးရေချိုးရမှဆေးတွေချမ်းတာလာတဲ့စေးတွေကဝမ်းတာလာတယ်ပေါ့ကြည့်ထက်စောပြန်ပြီးရေတကုံလဲအရန်လာတယ်ကျွန်တော်ဆိုကလေးလိုနဲ့အရန်ပျော်နေကြတယ်အသက်တော်25နဲ့16ရှိပြီကလေးမန်းထင်နေလားမသိဘူးကျွန်တော်ကဒါဆိုရင်တော်တော့မယ်ကဲအင်ပြန်ကြရအောင်တော်ပြီဒီနေ့တော့ငါလည်းမရကနန်းလည်းမရဘာမှမရစားလည်းမစားရတော့ဘူးဒါပေမဲ့ကန်ဒီကောင်းသေးတာပေါ့ဦးလေးတရားကိုတွေးလို့ဦးလေးပြောတာကဒီနားမှာဖမ်းရင်မရဘူးလို့ဟိုမိချောင်းဖက်မှာတွားရမှာဟိုဖက်ဆိုအများကြီးရှိတယ်လို့ပြောလို့ကျွန်တော်ကဦးလေးပြောတဲ့အတိုင်းနောက်တနေရာထက်တွားပြန်ပြီအခုတော့နောက်တနေရာရောက်ပြီပေါ့ဦးလေးပြောတဲ့အတိုင်းအများကြီးရှိတယ်ငယ်ချင်းတို့ရေကြည့်ကနန်းတွေအကြီးပဲပထမစားပြီးဖမ်းကြပြီးကြည့်ပထမဆုံးတကောင်ရပြီအကြီးပဲကြည့်ငယ်ချင်းတို့ရေကနန်းရပြီဟေးပြီးရင်ဂယူးတွေလည်းတွေ့တယ်အမျိုးပဲငယ်ချင်းတို့ရေဦးလေးမတွေ့ဒီနေ့ကတော့ဘာမှမစားရတော့ဘူးတနေရာပြီးတနေရာထက်နိုင်ကြည့်လိုက်တဲ့အချိန်မှာကနန်းတွေအများကြီးပဲငယ်ချင်းကြည့်ဒီနေ့ကတော့မငဲရတော့ဘူးကနန်းတွေတကောင်ပြီးတကောင်ထက်တွေ့ပြန်ပြီကနန်းတွေကတော့တကောင်ပြီးတကောင်ထက်တွေ့တယ်ဒါပေမဲ့ဘယ်လိုလို့စားရင်ကောင်းမလဲမသိဘူးနော်ငယ်ချင်းတို့ဘယ်လိုလို့စားပြီးကောင်းတယ်လဲcomment ပေးလို့ရတယ်နော်ကျွန်တော်နောက်တစ်ခါလုပ်ပြမယ်အလိုအကြီးပဲငယ်ချင်းကြည့်ဒီတကောင်ကအကြီးပဲတူးရဲ့ဘယ်လိုခေါ်လဲမတူးအဲ့လားအကြီးပဲကျွန်တော်တို့ကိုက်လို့ရတဲ့ဟာလဲအကြီးပဲငယ်ချင်းတို့ရေဒီမှာနှကောင်ရှိတယ်နှကောင်ကြည့်နောက်တကောင်တော့ဝါပေါ့ကနန်းပြော့ပေါ့ဒီကနန်းပြော့ကအရန်စားလို့ကောင်းတယ်အဖွားတွေကိုပေးရင်သူတို့အရန်ကြိုက်ကြတယ်ပြော့မကြည့်လဲနဲ့ဒီလိုမျိုးကင်လောက်တော့မှဝင်သွားတယ်
တနေရာပြီးတနေရာတွားပြီးဖမ်းတဲ့အချိန်မှာလဲကျွန်တော်လဲအရင်မောလာတယ်เนาะကနန်းလဲအတော်အတင်းရပြီးထင်တယ်ဒါဆိုရင်မကြာမီအဆုံးတက်လိုက်တော့မယ်เนาะကနန်းတွေလဲအများကြီးရတယ်နောက် EP2 မှာကနန်းတွေဘာတွေလို့စားမလဲဘာတွေတွားလို့တယ်လဲလို့လိုက်ဖက်ပေးเนาะကနန်းတွေကအများကြီးရတယ်ငယ်ချင်းတို့ရေကြီးကနန်းတွေကအကြီးပဲကနန်းတော်မှာကဂယူးတွေလဲအမျိုးမျိုးရရှိခဲ့တယ်เนาะကျွန်တော်လုပ်တဲ့ဗီဒီယိုကိုသဘောကျတယ်ဆိုရင် like and share လုပ်ဖို့တော့မမေ့နဲ့เนาะနောက်တစ်ခါမှကျွန်တော်ဘာလုပ်လဲ like ကြည့်ပါเนาะ bye bye